ဒီပန်းစည်းကဘယ်သူပေးရလဲ ။အော်ဒီပန်းစည်းကဘယ်သူပေးရလဲဆိုတော့ ကလေးကဒီရောက်နေတာအခုကကလေးဟိုဘက်မှာရှာနေတယ် မောင်ဒီခရီးကိုလေမသွားလို့မရဘူးလားယင် မသွားလို့တော့မရဘူးမရဲ့။သွားကိုသွားမှရမှာ။ဘာလို့လဲဆိုတော့မောင်စူးစမ်းနေရဲဆိုတာမောက်မှာမိဘလည်းမရှိဘူး။ခင်စရာတွေ့စရာဆွေမျိုးဆိုတာလည်းမောက်မှာမရှိတော့ဘူးလေ။အဲ့တော့မောင်သိန်းချစ်ရတဲ့မျိုးသမီးလေးတွေမောင်တို့နှစ်ယောက်ရဲ့အနာဂတ်တွေမောင်စူးစမ်းမလို့သွားမှာပေါ့မရဲ့။မပူပါနဲ့မောင်ပြန်လာရင်ငါ့ကိုတချောင်းလေးနဲ့ထားနိုင်အောင်မောင်စူးစမ်းပါမယ်။ငါ့ကိုခေးပေးရလေနော် ပါရီမောင် ။အဲ့ဆိုရင်ချိန်နဲ့နေပြီဆိုတော့မောင်သွားတော့မယ်လေနော်။မောင်လိုင်းနေတယ်မောင်သွား ဟဲ့သိနေ့ရဟိုကောင်တော့လစ်သွားရင် နင်ကလေဟာအဲ့လိုမပြောပါနဲ့ तू ကငါတို့နှစ်ယောက်ရှေ့ရေးအတွက်ပတ်စံသွားရှာတာပါဟာ ဘာရှိရေးလဲနင်နဲ့သူနဲ့တွဲလာဘယ်နှစ်နှစ်ရှိနေပြီလဲနင့်ကွာဘာရင်ပြောင်းလဲသွားလို့လဲနင်ကလေအိမ်ကောင်ဘက်ကဆိုအမြဲတမ်းကစီးနဲ့ပြုတ်လို့ကိုမရထားလိုက်တော့အိမ်ကောင်ညာပြောတာအကုသို့များတယ်ဟိုဒီနေ့ငါနင့်ကိုမိတ်ဆက်ပေးကြလူတယောက်ရှိရဲ့ နင်ကလေဘာလို့လဲဟာရှုပ်ရှုပ်ချက်ချက် မလီမဲမင်းကြီးမစကားကိုအပြောမစောနဲ့နော်အဲ့ဦးနဲ့ခင်သွားပြီဆိုမှတဦးတဲ့ဦးနေပြနဲ့ဟုတ်လား အေးပါဟာထားလိုက်ပါတော့ ကျွေးစီမလား နဲ့ခုရောက်ပြီ မိတ်ဆက်ပေးရအောင်မဲဒါကနန်းပြောတဲ့နန်းရဲ့တငယ်ကြီးတိတ်မြတ်နိုးဆန်းနဲ့ဟဲ့ဒါငါနင့်ကိုပြောပြရဲ့ဦးလေ တွေ့ရဝမ်းသာပါ အတွေ့ထဲမှာပဲသင်ပြောတာလေပါ ဦးကလည်းဇလန်းနေစကုန်ပြီဒါကနန်းပြောတဲ့နန်းရဲ့တငယ်ချင်းဆိုတာလေ ဟောဒါနဲ့နဲ့သူ့နာမည်ရရော အော်သူ့နာမည်ကတိတ်မြတ်နိုးဆန်းနဲ့ နာမည်လေးကလည်းအရန်လာတယ်လူကလည်းသိပ်ပြီးလာတာ ဦးတို့ကတော့နော်စမစားသေးဘူးဇလန်းနေကလှုပ်ချင်နေပါ နေ့ကစပြီးတော့ဘာပဲလို့ဘာပဲခိုင်းရင်ခိုင်းတယ်ဥကိုခိုင်းလို့ရတယ်နော်တွေ့ရတာဝမ်းသာပါ ဟုတ်တွေ့ရဝမ်းသာပါရှင် နဲ့ဥသွားပြီနော် လို့လေစိုက်နေပါရမိုက်တယ် နင်ကလေဟာအဲ့လောက်လည်းမဟုတ်ပါဘူး အဲ့လောက်လည်းမဟုတ်ဘူးဟုတ်ပါနဲ့ပုံစံကြီးကနင့်ကိုမြင်မြင်ကြည့်သွားတဲ့ပုံပဲဟာနင်ပိုင်ချုပ်ဖို့ပဲစဉ်းစားထားနော် နင်လည်းဘာပြောနေမှမသိဘူးလာပါသွားရအောင် နင်နဲ့ဦးနဲ့ချီနေကဘယ်ချီနေထိရောက်နေလဲငါ့ကိုလည်းပြောပြပါအောင်ဟဲ့ ဟာနင်ကလေငါနဲ့ဦးနေကရိုးရိုးသားသားပါပဲဟာတိထက်မကြော်ပါဘူး ဘာလို့ရိုးရိုးသားသားလဲဒီမှာနင်နဲ့ဦးနဲ့ရဲ့ချီနေကနော်ဒီလိုမျိုးအစ်စ်နေတဲ့အများကြီးကိုကြော်သိနေပြီဟဲ့ငါသာနင့်နေရာမှာသာဆိုလေဦးကိုဆွဲစီပြီးသွားပြီငါလေးနင်နဲ့ကနေရာချင်းလဲလိုက်ရှင်တယ်သိလား နင်အဲ့လိုတော့မပြောပါနဲ့ဟာဦးကအဲ့လိုစင့်တန်းနေတာမဟုတ်ဘူးဂုံတီရှိလူကြီးလူကောင်းတယောက်လိုပဲငါမြင်နေ ဟာလေနင်ကနင့်ဦးကိုထီတော့နားနေရပေါ့လေ ဟာအဲ့လိုမဟုတ်ပါဘူးတော်တော့ဟာနင်ဒီเจ้าတွေကိုဆက်ပြီးတော့မပြောတော့နဲ့ငါကောင်လေးသိရင်စိတ်မကောင်းဖြစ်နေလိမ့်မယ် လာပြန်ပြီလားအိတ်ကောင်ကြောင့်နင့်ပါဇက်ကလေအိတ်ကောင်ပဲအမြဲတမ်းထွက်နေတာပဲတကယ်စိတ်ပြက်စရာကောင်းတယ်အိတ်ကောင်ကြောင့်မပြောနဲ့တော့ဒီမှာအခုလည်းနင်ဦးနဲ့ချင်းထားရမလားဘာမှလည်းမပြင်ရသေးဘူးငါပြင်ပေးမယ်ဒါ နန်ငါနင်ပြောသလိုမြန်ဖြစ်နေလားမသိဘူးဟာရဲနိုင်ဦးစီကများတဲ့ခံစားချက်မျိုးဦးအောင်ငါ့ကိုပြေးဝပေးတယ်ဟာရဲနိုင်ဦးစီကရတဲ့ခံစားချက်နဲ့ဦးစီကရတဲ့ခံစားချက်နဲ့ကဘဝမတူဘူးဘာလို့လဲဆိုတော့ဦးကငါ့ကိုအရန်လဲချစ်တယ်အရန်လဲကြိုးဆိုင်တယ်ပြီးတော့ပျော်ရွှင်အောင်လည်းအမြဲထားတယ်ဟာငါ့ရဲ့မျက်နှာကိုတစ်ချက်လေးတောင်အပြတ်မခံဘူးအခုဆိုရင်ငါဥကိုပဲအားကိုးခြင်းနေဥငါနားမှာရှိရင်ငါအရမ်းပျော်တယ်အဲ့ဒါဘာဖြစ်လို့လဲ တိတ်တာတခုကတော့နင်ငါပြောသလိုမျိုးဦးကိုချစ်နေနေတူတယ် မဟုတ်ဘူးငါဥကိုချစ်တာမဟုတ်ဘူးတနာတာ ဟောကလေးရောက်လာပြီလား
ဦးကကလေးကိုစောင့်နေကြားရပြီကလေးရဲ့ ဟုတ်တယ်ဦးရဲ့အဆောင်မှာတငယ်ချင်းတဲ့စကားပြောလို့နည်းနည်းကြာသွား ဟင်းပါကလေးရဲ့ဒါနဲ့ကလေးဒီနေ့ဘာလို့ရှင်လဲဘယ်သွားခြင်းလဲဦးကိုပြောဦးလိုက်ပုံမယ်နော်ကလေး ဟာဒီနေ့ကလေးဘယ်မှမသွားချင်ဘူးနေလို့လည်းတိတ်မကောင်းလို့လေအဲ့ဒါဒီအိမ်မှာပဲနားနေနားချင်တယ်ကလေးကိုရေတစ်ခါလောက်ပေးလို့ရလား ဟုတ်ပြီကလေးခဏဆောင်နော်ပြောပါကလေး ဦးဒီလိုလောက်ရတယ်ဆိုတာကလေးကိုရမ်းချစ်လို့ရတာ ဟုတ်ကဲ့မကြီးမင်္ဂလာပါဗျ ဟုတ်မင်္ဂလာပါရှင့် ကျွန်တော်က online shop ကနေပြီးတော့ surprise တွေကိုလိုက်ပေးနေတဲ့သူတယောက်ပါဒါနဲ့အမနာမည်ကမသိမ့်မြတ်လို့ဆန်လားမသိဘူးခင်ဗျ အော်ဟုတ်ပါတယ်ရှင့် ဟုတ်ကဲ့မနာမည်နဲ့ဒီပန်းစည်းလေးကိုပို့ပေးပါဆိုတော့ကျွန်တော်ခုလာပို့ပေးတာပါဗျ အော်ဟုတ်လားဒါနဲ့ဒီပန်းစီကဘယ်သူပေးရလဲ ဒီပန်းစည်းကဘယ်သူပေးရလဲဆိုတော့ ကလေးကဒီရောက်နေတာဦးကကလေးကိုဟိုဘက်မှာရှာနေတာဟုတ်ဒါနဲ့သူကဘာလုပ်လဲပန်းစည်းကင်ပြီးရတယ် သူကလေ online shop ကနေပြီးတော့ surprise လိုက်တဲ့သူရဲ့သူကအခုပန်းလာပေးရတယ် ဟုတ်လားသူကဘာလုပ်လဲ ဒီပန်းကဦးပေးရမဟုတ်ဘူးလား ဦးပေးတာမဟုတ်ဘူးဦးကမနဲ့ကလေးကလှုပ်ရှုပ်ဦးမပေးဘူးအဲ့ကောင် အခုဒါဆိုရင်ဒီပန်းကဘယ်သူပေးရလဲမ မတော်မှဘွားသေးလေးမှာကြော်ရှင်နေရပြီနော်ဟုတ်ကောင်းပါလေခုလိုမျိုးအမတောက်ပတာမြင်တော့လေကျွန်တော်ပြောရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဆိုတဲ့ကောင်ကအမအရာတိုင်းမပြီးပြည့်စုံတာကျွန်တော်တို့ဘွားမျိုးလေးကိုဝင်မလာတာအကောင်းဆုံးပါမဘေးနာဘောစီကတော့မကိုတော့ပြောင်းထားနိုင်မှာဆိုတော့ကျွန်တော်ယုံကြည်ပါတယ်မကိုခုလက်ထဲမှာပဲကျွန်တော်စိတ်ချခဲ့မယ်နော်ကျွန်တော်ကတော့ညှော်လင်းချက်တွေအများကြီးထားခဲ့ရတာပါဗျာခုတော့ညှော်လင်းချက်လေးတော့ရိုက်ชุดခံရပြီပေါ့ဒါပေမဲ့တန်ပါတယ်ဗျာဘာလို့လဲဆိုတော့မဘွားလေးခုလိုတောက်ပတာမြင်တော့ကျွန်တော်ပျော်ပါတယ်ကျွန်တော်ဘွားနဲ့ရှင်တော့တိတ်ပြီးတော့မထူးဆန်းပါဘူးကိုစိတ်နှောက်ချက်ဖြစ်သွားရင် sorry နော်ကျွန်တော်ပစ္စည်းမလာပို့တာဗျာ ရတယ်ညီလေးအေးစေးဘာမှမဖြစ်ဘူးဘာမှမဖြစ် ဟုတ်ကျွန်တော်တောက်ခွင့်ပြပါအောင် မတောင်းမမာရဲ့မောင်ရဲ့မလေသူ့ကိုတကယ်မချစ်ပါဘူးသူ့ကိုတနာတာပါမတကယ်ချစ်တာလေမောင်ကိုချစ်တာပါနော်မောင်ယုံပါနော် မတောင်းမှနဲ့တကယ်တော့ဒီလိုချိန်မှာမောင်ဆိုတဲ့နန်းစားကိုမတုံးတာအကောင်းဆုံးပဲတကယ်တော့တောင်းမှန်ချင်းတောင်းမှန်ရမှာကျွန်တော်ပဲတောင်းမှန်ရမှာပါမအတွက်အကောင်းဆုံးချစ်ပေးခဲ့ပြီမယ်ကျွန်တော်ဆိုတဲ့ကောင်ကမအတွက်အကောင်းဆုံးမဖြစ်ခဲ့ဘူးလေချစ်တဲ့စိတ်တစ်ခုရဲ့အတွက်ကြောင့်ဒီပစ္စည်းကငါပိုင်ရမယ်ဆိုတဲ့အတ္တတွေနဲ့မရဲ့ဘွားလေးကိုရှုပ်ထွေးစေတယ်စိတ်ချပါငါဘွားထပ်ပြီးတော့နှောက်ယှက်တွေမဖြစ်အောင်ကျွန်တော်ပဲအဝေးဆုံးကိုထွက်သွားပေးပါမယ်မပေါ်မှာကျွန်တော်အတ္တထားတယ်ဆိုတာဒါနောက်ဆုံးမှပဲမ